အားလုံးပဲမင်္ဂလာပါဒီနေ့မိတ်ဆွေတို့ရင်းနှီးကိုထိသွားစေပြီးကိုယ့်ကိုပြင်မြင်တဲ့အမြင်ကိုပါပြောင်းလဲပေးနိုင်မယ်လာပါတဲ့ပုံမြင်လေးတစ်ပုဒ်ပြပြချင်ပါတယ်အရင်ဆုံးတတဖြစ်အောင်နေလိုက်ပါအသက်ကိုဝါရှိပြီးကျမပြပြတာလေးကိုတသေးချာလေးနားထောင်ပေးပါအောင်ရှင်ဟိုးချစ်ချင်တော့ရွာလေးတွေ့ရမှာရေထမ်းသမားတစ်ယောက်ရှိတယ်သူဟာနေတိုင်းမိစီသွားပြီးရေခက်လေးရှိတာပေါ့ခေရပကုံးပေါ်မှာချမ်းမိုးတစ်ခုတည်ပြီးအဲ့ဒီချမ်းမိုးရဲ့ဘဲပန်းနဲ့ညာဘက်မှာအိုချီတအိုးစီချိတ်ထားတာပေါ့အဲ့ဒီအိုးနှလုံးမှာအိုးတစ်လုံးကတော့အပြည့်အနာစာမရှိပဲပြည့်စုံတယ်သူကတခင်ဖြစ်သူရဲ့အိမ်ကိုရှည်ရဲအပြည့်အဝတည်ဖို့ပေးနိုင်တဲ့အတွက်သူ့ကိုယ်သူတိတ်ကိုဂုံယုံဝစ်ကြွားနေတတ်ပါတယ်ဒါပေမဲ့နောက်အိုးတစ်လုံးကတော့အကြောင်လေးပါနေရင်အဲ့ဒီအကြောင်ကြောင့်ပဲမြစ်ကနေအိမ်ကိုပြန်လာတဲ့လမ်းတစ်ချောင်းမှာရေတွေကယူဆဲကျလာပြီးအိမ်ရောက်တဲ့အခါမှာတော့ရေတဝက်ပဲကျန်တော့တယ်ဒီလိုနဲ့ရက်တွေလတွေကြာပြီးနှစ်ဆိုတဲ့အချိန်ကာလရောက်သွားခဲ့တယ်ပြီးပြီးဆုံးတဲ့အိုးကသူ့ရဲ့အောင်မြင်မှုအတွက်ဂုဏ်ယူနေချိန်မှာအကြောင်းပါတဲ့အိုးလေးကတော့သူ့ရဲ့အားနည်းချက်ကြောင့်သူ့ကိုယ်သူသုံးကြဖို့လို့ထင်ပြီးချက်ကြောင်နေမိတာပေါ့ဒီနေ့မှာတော့အဲ့ဒီအိုးလေးကဝမ်းနဲ့လုံးလုံးရေထမ်းသမားကိုအခုလိုဖွင့်ပြောလိုက်တယ်ကျွန်တော်တောင်းပန်ပါတယ်ကျွန်တော်ကိုကျွန်တော်သိချက်တာပဲကျွန်တော်ရဲ့ဘေးနားကအကြောင်းကြောင့်ခမည်းမပေးမမရေခက်ရပေမဲ့အိမ်ရောက်ရင်ရေတော့ပဲရတော့တယ်ခမည်းရဲ့ကြိုးစားအထောက်မှုတွေကကျွန်တော်ကြောင့်အလားဟတာဖြစ်နေရပါပြီရေထမ်းသမားကအိုးလေးကိုကြည့်ပြီးလေတွေးစာပြုံးလိုက်တယ်ပြီးတော့မှဒီနေ့အိမ်ပြန်လမ်းမှာလမ်းမေးအလှပတဲ့ပန်းလေးတွေကိုတေချာကြည့်ခဲ့ပါအောင်လို့ပြောလိုက်တယ်အိမ်ပြန်လမ်းမှာအိုးလေးကလမ်းမေးကိုကြည့်လိုက်တဲ့အခါမှာအောင့်သွားတာပေါ့သူ့ဘက်ချမ်းမှာအယောင်သွေးဆုံလင်းတဲ့ပန်းလေးတွေကနေရာအောက်မှာကောက်ခုံနေကြတာ哦ဒါပေမဲ့ပြီးပြီးဆုံးတဲ့အိုးရှိတဲ့ဘက်ချမ်းမှာတော့ဘာပန်းမှမရှိပဲဖုံတော်ကြီးပဲဖြစ်နေရဲ့လေရေထမ်းသမားကအိုးလေးကိုကိုလိုရှင်းပြခဲ့တယ်မင်းမအကြောင်းရှိရငါသိရပေါ့ဒါကြောင့်လေငါအဲ့ဒီအကြောင်းခွင့်ကောင်းယူခဲ့တာမင်းကြီးရဲ့လမ်းမေးတစ်လျှောက်မှာငါပန်းမျိုးစီလိုတွေကျဲခဲ့တာနေ့တိုင်းငါတို့ရေခက်ပြန်လာတဲ့အခါမင်းစီကယူချလာတဲ့ရေတွေကအဲ့ဒီမျိုးစစ်လေးတွေကိုရေလောင်းပေးခဲ့ရလေအဲ့ဒီပန်းလေးတွေကြောင့်ပဲငါတခင်ရဲ့စပွဲပေါ်မှာလှလှပပလှဆင်နေခဲ့တာတကယ်လို့မင်းမသာအဲ့ဒီအကြောင်းမရှိခဲ့ရင်ဒီလိုလှတရားမျိုးကမ္ဘာပေါ်မှာရှိလာမှာမဟုတ်ဘူးလို့ပြပြခဲ့ပါတယ်ကွယ်မိတ်ဆွေကျမတို့အားလုံးဟာအဲ့ဒီအကြောင်းပါတဲ့အိုးလေးလိုပါပဲကျမတို့အားလုံးမှာကိုယ်စီအားနဲ့ချက်တွေအနာစာတွေရှိတတ်ကြပါတယ်မိတ်ဆွေရဲ့အားနဲ့ချက်ကအမှားတကူမဟုတ်ပါဘူးအဲ့ဒါကမိတ်ဆွေကိုထူးခြားစေတဲ့အရာဖြစ်သွားနိုင်ပါတယ်မိတ်ဆွေရဲ့အားနဲ့ချက်ကနေတဆင့်အခြားသူတွေမမြင်နိုင်တဲ့အလားတရားတွေကိုအတီးပေးတာမျိုးလည်းဖြစ်နိုင်ပါတယ်ပြီးပြီးဆုံးတဲ့အိုးကရေကိုပဲတည်ယူပို့ပေးနိုင်ပါတယ်ဒါပေမဲ့အကြောင်းပါတဲ့အိုးကတော့ရေကိုလည်းပို့ပေးနိုင်သလိုအသက်တန်းနဲ့အလားတရားပန်းလေးတွေကိုပါဖန်တီးပေးခဲ့တာဖြစ်ပါတယ်ဒါကြောင့်မိတ်ဆွေရဲ့အားနည်းချက်တွေတော့မချက်ပါနဲ့မိတ်ဆွေရဲ့ချစ်ရင်ဆွဲအတိုင်းပြည့်စုံပြီးသားပါမိတ်ဆွေရဲ့အကြောင်းတွေကနေတဆင့်အလင်းတန်းတွေဝင်လာနိုင်သလိုမိတ်ဆွေရဲ့အကြောင်းတွေကနေတဆင့်မှာတခြားသူတွေအတွက်ပန်းလေးတွေကိုလည်းပွင့်စေနိုင်ပါတယ်ဒီပုံမြင်လေးကမိတ်ဆွေရဲ့စိတ်ကိုတကူခါစားသွားရစေမယ်လို့ကျွန်မမျှော်လင့်နေပါတယ်